အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ YouTube channel တစ်ခုစနစ်တကျတီထောင်နည်းနဲ့လိုအပ်တဲ့ basic setting တွေကိုဘယ်လိုထားမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားပါမယ်အရင်ဆုံး YouTube channel တစ်ခုထောင်ဖို့အတွက်ကျွန်တော်တို့ Gmail တစ်ခုတော့လိုပါတယ် Gmail ရှိပြီးသားဆိုရင်တော့ကျွန်တော်တို့ဒီ browser တွေက YouTube တွေကိုဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီညာဘက်ထောင် profile နေရာမှာ Gmail လေးနဲ့ login လုပ်ပေးရပါမယ်ကျွန်တော်ကတော့ login လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အကောင့်ကရှိနေပြီးသားဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီ profile အောက်ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာ create YouTube channel ဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်အောင်ပါပဲဒါဆိုရင်တော့ကျွန်တော်ရဲ့ channel အတွက်ဒီမှာ box လေးကြာလာပါပြီဒီအပေါ်ကတော့ကိုယ့်ရဲ့ channel name ဖြစ်ပါတယ်ကိုကြိုက်တဲ့နာမည်ကိုထားလို့ရပါတယ်အောက်ကတော့ user name သဘောမျိုးဖြစ်ပါတယ်အောက်ကနာမည်နဲ့လည်းကိုယ့်ကိုရှာဖွေလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာ profile picture ဖြစ်ပါတယ်ကို YouTube channel ရဲ့ profile picture ကိုထားသလိုရတယ်လို့နောက်မှကျွန်တော်တို့ set up လုပ်လဲရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒါလေးကိုကြော်လိုက်ပါမယ်ပြီးရင်တော့ဒီ create channel ဆိုတာလေးကိုနှိပ်လိုက်ပါမယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ channel တစ်ခုစပြီးတော့ထောင်တာပြီးသွားပြီဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ channel အတွက်လိုအပ်တဲ့ setting တွေကျွန်တော်တို့ဒီ profile picture တွေကိုစပြီးတော့ set up လုပ်ပြပါမယ်ကျွန်တော်တို့အရင်ဆုံးဒီ profile အောက်ကဒီမှာ YouTube Studio ဆိုတာရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ဒီကိုယ့်ရဲ့ channel ရဲ့ YouTube Studio ပေါ့ကို edit လုပ်တဲ့ video တွေတင်တာတွေ edit လုပ်တာတွေကိုဒီထဲမှာအကုန်လုပ်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ customization ဆိုတာတွေကိုတစ်ချက်ဝင်လိုက်ပါဒါဆိုရင်တော့ဒီမှာ banner image ဆိုတာရှိပါတယ်ဒီ banner image ဆိုတာဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့ Facebook ရဲ့ cover photo သဘောတရားနဲ့တူညီပါတယ်အခုဒီမှာဆိုရင်ကျွန်တော် channel ဆိုရင်ဒီလိုမျိုးဖြစ်ပါတယ်ဒီနောက်က banner image ဖြစ်ပါတယ်ဒီရှေ့က profile picture ဖြစ်ပါတယ်အဲ့တော့ဒီမှာ upload ဆိုတာလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဒီအဆင်ပြေမဲ့ကိုဖန်တီးထားတဲ့ကိုယ့်ရဲ့ YouTube channel ရဲ့ banner လေးကို upload လုပ်လို့ရပါတယ်ပြီးရင်တော့ဒီအောက်က picture ဆိုတာတော့ profile picture ဖြစ်ပါတယ်ဒါကိုလည်းကိုယ့်ရဲ့ channel logo ကို upload လုပ်ပြီးတော့ set up လုပ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာ name ဖြစ်ပါတယ်ဒီ name က14ရက်တခါကျွန်တော်တို့ change လို့ရပါတယ်ကိုကြိုက်တဲ့လိုမျိုးကိုကြိုက်တဲ့နာမည်ဥပမာကိုခု channel တစ်ခုထောင်လိုက်လို့သဘောမကျဘူး channel name ပြောင်းနေတယ်ဆိုရင်14ရက်တခါပြောင်းလို့ရပါတယ်ဒီအောက်ကတော့ဒါကကျွန်တော်တို့ဒီကိုယ့်ရဲ့ user name သဘောမျိုးဖြစ်ပါတယ်ဒီ code လေးကိုပေးပြီးတော့လေကိုယ့်ရဲ့ channel ကိုရှာခိုင်းလို့ promote လုပ်လို့ရပါတယ်နောက်တစ်ခုက description ဖြစ်ပါတယ်ဒီ description ကတော့ကိုယ့်ရဲ့ channel အကြောင်းကိုဒီရဲ့ description မှာကြိုက်တယ်လို့ကိုရေးပြီးတော့ကြော်ညာထားလို့ရပါတယ်ကိုယ့်ရဲ့ channel ကိုဝင်ကြည့်တဲ့လူတွေကဒီ description မှာရေးထားတဲ့အတိုင်းမြင်နေရမှာဖြစ်ပါတယ်ဥပမာဆိုရင်ကျွန်တော်ရဲ့ channel ကဒီမှာဤပညာနဲ့ပတ်သက်တဲ့ဟာတွေမျှဝေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ follow လုပ်ထားပါအောင်ဒီလိုမျိုးစသဖြင့်ရေးပေးလို့ရပါတယ်နောက်တစ်ခုက channel URL ဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့ဒီ YouTube channel ရဲ့ website နာမည် website လိပ်စာဖြစ်ပါတယ်ဒါလေးကို copy ကူးပြီးတော့ကိုယ့်ရဲ့အသိမိတ်ဆွေတွေကိုလည်း share လို့ရတယ်ကို follower တွေတိုးလာအောင်လည်းဒီ link လေးနဲ့ကြေညာလို့ရပါတယ်နောက်တစ်ခုကဒီမှာ video watermark ဖြစ်ပါတယ်ဒီ video watermark ဆိုတာကတော့ကျွန်တော်တို့ဒီ video ကိုတယောက်ကဝင်ကြည့်တဲ့အချိန်မှာဒီအောက်ရဲ့ထောက်မှာကိုယ့်ရဲ့ logo လေးဖြစ်ဖြစ်ကိုယ့်ရဲ့သင်္ကေတလေးအမြဲတမ်းပေါ်နေအောင်လုပ်တာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းကိုယ့်ရဲ့ logo ကိုထားလို့ရပါတယ်ဒီမှာ upload လုပ်ပြီးတော့ကိုယ့်ရဲ့ logo လေးကိုဒီမှာထည့်လိုက်မယ်ဆိုရင် video ပလေးနေတဲ့တစ်ချောင်းလုံးမှာကျွန်တော်တို့ရဲ့ဒီ logo လေးကပေါ်နေမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ publish ဆိုတာလေးကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်တော့ကိုယ့်ရဲ့ channel ကဒီ profile picture တွေ banner တွေကျွန်တော်တို့ပြင်ဆင်တာပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ channel လေး create လုပ်ပြီးသွားပြီဒီ profile picture တွေလည်းအားလုံး upload လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့် channel အတွက်ဒီ default setting တွေကိုချိန်ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ YouTube Studio ရဲ့ကဒီ setting ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီမှာ general ဆိုတာရှိပါတယ်ဒါကတော့ဒီ currency ဆိုတာကိုယ့်ရဲ့ channel က monetization အောင်ပြီးတဲ့အခါမှာဘယ်ငွေကြေးနဲ့လက်ခံမှာလဲဆိုတာကိုဒီမှာရွေးလို့ရပါတယ်ဒီမှာ time back လည်းရှိပါတယ်ငွေကြေးမျိုးစုံကိုဒီမှာကိုအစင်ပြတင့်တော်ရာကိုရွေးချယ်လို့ရပါတယ်နောက်တစ်ခုကတော့ဒီမှာ channel ဆိုတာဖြစ်ပါတယ်ဒီမှာ basic info ရှိပါတယ်ကျွန်တော်တို့ဒီ country of residence ဆိုတဲ့နေရာမှာမြန်မာဆိုတာဖြစ်နေလို့ရှိရင်ဒီ monetization program အတွက်အကျိုးမဝင်ပါဘူးအဲ့ဒီအတွက်ကိုယ့်ရဲ့အသိမိတ်ဆွေတွေရှိတဲ့နေရာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာထားပေးရပါမယ်စင်ကာပူဆိုစင်ကာပူထိုင်းလန်ဆိုထိုင်းလန်ဒီလိုမျိုးထားပေးရပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီ N ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ monetization အတွက်လိုအပ်တဲ့ requirement တွေပေါ်လာမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာဒုတိယကောင်လေး advanced setting ဖြစ်ပါတယ်ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအရင်ဆုံး audience ဆိုတာပေါ်ပါတယ်ဒီမှာသူကဗာမေးထားတာလဲဆိုတော့ကျွန်တော်တို့ရဲ့ထောက်လိုက်တဲ့ channel ကဒီကလေးတွေအတွက်လုပ်ထားတာလားဒါမှမဟုတ်ကိုယ့်ရဲ့ဒီ video တွေကကလေးတွေအတွက်မဟုတ်ဘူးလူတိုင်းကြည့်လို့ရတယ်ဆိုတာကိုကျွန်တော်တို့ဒီမှာ default အနေနဲ့ထားလို့ရပါတယ်ဒီလိုမျိုးရွေးချယ်ထားဦးဆိုရင် video တစ်ခု upload လုပ်တဲ့အခါတိုင်းမှာကျွန်တော်ဒီနှစ်ခုကိုရွေးခိုင်းနေမှာဖြစ်ပါတယ်ဒီမှာတစ်ခါလေးရွေးချယ်ထားမယ်ဆိုရင်တော့အဲ့ဒီခါမှာပြန်ရွေးစရာမလိုတော့ပါဘူးဒါကကျွန်တော်တို့ဒီ advanced setting တွေကတစ်ခုဖြစ်ပါတယ်
နောက်တစ်ခုကတော့ကျွန်တော်ဒီမှာ feature eligibility ဖြစ်ပါတယ်ဒါကဘာတွေလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ channel ကို verify လုပ်ပေးရပါမယ်အဲ့ဒီလိုလုပ်လိုက်ခြင်းအပြင်ဘာတွေလုပ်လို့ရမလဲဆိုရင်ကျွန်တော်တို့ဗီဒီယိုတွေက15မိနစ်ထက်ပိုပြီးတော့တင်လို့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ thumbnail တွေဖြစ်ပါတယ် thumbnail ကကြတော့ကျွန်တော်တို့ဒီဗီဒီယိုတစ်ခုမလာခင်မှာကျွန်တော်တို့ဒီဗီဒီယိုရဲ့ cover photo ပုံစံမျိုးဖြစ်ပါတယ်ဗီဒီယိုကိုဒီဗီဒီယိုမှာဘာအကြောင်းအရာလဲဆိုတာကိုပြောပြထားတဲ့အရာကိုဓာတ်ပုံလေးတွေကို thumbnail လို့ခေါ်ပါတယ်အဲ့ဒီ thumbnail ကို upload လုပ်ဖို့နဲ့ကျွန်တော်တို့ဒီဗီဒီယိုတွေက15မိနစ်ထက်ရှည်တဲ့ဗီဒီယိုတွေကိုတင်ဖို့အတွက်ဒီ verify လုပ်ဖို့လိုပါတယ်အဲ့ဒီလို verify လုပ်ဖို့အတွက်ကျွန်တော်ဒီမှာဖုန်းနံပါတ်နဲ့ verify လုပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်မြန်မာနိုင်ငံကဖုန်းနံပါတ်လည်းရပါတယ်နောက်တစ်ခုကကျတော့ဒီလိုမျိုး verify လုပ်ထားတဲ့အခါမှသာလျှင်ကျွန်တော်တို့ရဲ့ channel က monetization အတွက်အကျုံးဝင်မှာဖြစ်ပါတယ်ဒါက two factor authentication သဘောမျိုးလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီဖုန်းနံပါတ်နဲ့ verify လုပ်ထားမှသာလျှင်ကျွန်တော်တို့ဒီမှာ live stream လွှင့်တာတွေရမယ်ကျွန်တော်တို့ ID တင်တာတွေရမယ်ပြီးရင်တော့ကျွန်တော်တို့ဒီ YouTube short တွေတင်တာတွေရမယ်ဒီ monetization အတွက် apply လုပ်ဖို့အတွက်အကျုံးဝင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာ upload default ဆိုတာရှိပါတယ်ဒါကတော့ဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ရဲ့ channel မှာ video တစ်ပုဒ်တင်တိုင်းဒီအောက်က default setting လေးတွေကအများအားပါနေမှာဖြစ်ပါတယ်ဒါကဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာအရင်ဆုံး title ရှိရမယ်ဒါကတော့ဒီ title ရဲ့ခေါင်းစဉ်အတွက်ကျွန်တော်တို့ထည့်ထားကြရမလို့ပါဘူးကိုတင်တဲ့ video ရဲ့ခေါင်းစဉ်လိုက်ကျွန်တော်တို့ဒီမှာရေးပေးရမှာဖြစ်ပါတယ်ဒီ description မှာတော့ကျွန်တော်တို့ default အနေနဲ့ထည့်ထားလို့ရပါတယ်ဥပမာကျွန်တော်ရဲ့ဒီ channel မှာဆိုရင်ကျွန်တော်ဒီမှာ CapCut video editing တွေ monetization တွေနဲ့ပတ်သက်ပြီးတော့တင်ပေးနေတဲ့ channel ဖြစ်ကြောင်းကျွန်တော်တို့ဒီ video ရဲ့ description မှာထည့်ပေး default အနေနဲ့ထည့်ပေးထားလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ TikTok မှာအသုံးပြုတဲ့ hashtag တွေလိုမျိုးဖြစ်ပါတယ်ဒီမှာ hashtag CapCut ပေါ့နော်ဒါကိုယ့်ရဲ့ဒီသက်ဆိုင်တဲ့ viewer တွေစီရောက်အောင်ကျွန်တော်တို့ဒီ hashtag တွေကိုအသုံးပြုပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာကျွန်တော်တို့ visibility ဖြစ်ပါတယ်ဒါကကိုယ့်ရဲ့ channel ရဲ့ video တွေက public အနေနဲ့ထားမှာလားကိုယ်တိုင်ပဲ private အနေနဲ့ထားမှာလားဒီမှာ unlisted ဆိုတာကတော့ကျွန်တော်တို့ဒီ link ပေးတဲ့လူတွေပဲဝင်ကြည့်လို့ရတဲ့privacy အမျိုးအစားဖြစ်ပါတယ်ဒါကိုလည်းကိုကြိုက်တယ်လို့ထားလို့ရပါတယ်နောက်တစ်ခုကကျွန်တော်ဒီမှာ tag ဖြစ်ပါတယ် tag ဆိုတာကကျွန်တော်ဒီအပေါ်ကထည့်ထားခဲ့တဲ့ hashtag ရဲ့သဘောတရားနဲ့အတူတူပဲဖြစ်ပါတယ်ကိုယ့်ရဲ့ channel ရဲ့ video တွေကဘာအတွက်ရည်ရွယ်တာလဲဆိုတာကိုကျွန်တော်တို့ဒီမှာရွေးချယ်ထားလို့ရပါတယ်ဥပမာကျွန်တော်တို့ဒီမှာ recap ဆိုရင် recap channel ဆိုရင် movie တွေကို recap လုပ်တဲ့ channel ဆိုရင်ကျွန်တော်ဒီမှာ recap ဆိုပြီးတော့ default အနေနဲ့ထည့်ထားလို့ရတယ် video editing နဲ့ပတ်သက်တာတွေဆိုရင်လည်းကျွန်တော်ဒီမှာ video edit ဆိုပြီးထည့်ထားလို့ရတယ်နောက်တစ်ခုကကိုက shopping အနေနဲ့လုပ်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာ shopping ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရပါတယ်ပြီးရင်တော့ဒီမှာ under လေးခောက်လိုက်တာနဲ့ကျွန်တော်ဒီ video ရဲ့ tag ကဒီမှာ set လုပ်ပြီးသားဖြစ်သွားပါမယ်ဒီလိုမျိုး tag တွေထည့်ထားခြင်းအပြင်ဒီကျွန်တော်တို့ရဲ့ video တွေကကိုယ်နဲ့သက်ဆိုင်တဲ့ viewer တွေကိုရောက်ရှိမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာဒီ save ဆိုတာတွေကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ channel အတွက်လိုအပ်တဲ့ setup တွေလုပ်ပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်ဥပမာတစ်ခုပြပါမယ်ကျွန်တော်ဒီမှာ video တစ်ခုကိုကျွန်တော်ဒီမှာနှိပ်လိုက်ပြီဆိုရင်ဒီအောက်ကကျွန်တော်ထည့်ထားတဲ့ description တွေကဒီမှာ auto ပါပြီးသားဖြစ်နေမှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာ thumbnail ဖြစ်ပါတယ်ဒီ thumbnail ကကျတော့ကျွန်တော်တို့ခုနကပြောခဲ့တဲ့ဖုန်းနံပါတ်နဲ့ verify လုပ်ထားမှာကျွန်တော်တို့ upload လုပ်လို့ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ခုနကထည့်ခဲ့တဲ့အတိုင်း description မှာလည်း auto ပါပြီးပြီနောက်ဒီမှာဒီ video က clay အတွက်လောက်ထားတာမဟုတ်ဘူးဆိုတာလည်းကျွန်တော်ဒီမှာရွေးချယ်ပြီးသားဖြစ်ပါတယ်ဒီလိုမိတ်ဆွေတို့ကဒီမှာ make for kids ဆိုတာကိုရွေးချယ်ထားလို့ရှိရင်ကျွန်တော်တို့ရဲ့ video မှာ comment မှန်လို့ရမှာမဟုတ်ပါဘူးနောက်တစ်ခုကကျတော့ဒီမှာ show more ဆိုတာကိုနှိပ်လိုက်လို့ရပါတယ် show more ဆိုတာကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ခုနထည့်ခဲ့တဲ့ tag လေးတွေကလည်းဒီမှာ auto ပါဝင်ပြီးသားဖြစ်ပါတယ်ဒီ default setting ထဲမှာဒါတွေမထည့်ထားဘူးဆိုရင်ကျွန်တော်တို့ video တစ်ပုဒ်တင်တိုင်းဒါတွေကိုပြင်ပြီးတော့ကျွန်တော်တို့ထည့်ပေးနေရမှာဖြစ်ပါတယ်ဒီလိုမျိုးထည့်ပေးထားမှလည်းကျွန်တော်တို့ရဲ့ video တွေကသက်ဆိုင်တဲ့ viewer တွေရှိကိုရောက်မှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာ language and caption ဆိုတာရှိပါတယ်ဒီ video ကဘာ language နဲ့ပြောထားတာလဲဆိုတာကိုလည်းကျွန်တော်တို့ဒီမှာ default အနေနဲ့လုပ်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ YouTube channel တစ်ခုစနစ်တကျဒီစောင့်နည်းနဲ့လိုအပ်တဲ့ဒီ default setting တွေကိုဘယ်လိုထည့်ရမလဲဆိုတာကိုအားလုံးသိသွားကြပြီလို့ထင်ပါတယ်ဒီလိုမျိုး default setting တွေချိန်ပြီးတာနဲ့ကျွန်တော်ကိုကြိုက်တဲ့ကိုဖန်တီးထားတဲ့ content တွေ video တွေကိုစပြီးတော့ upload လုပ်လို့ရပြီဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီမှာ monetization နဲ့ပတ်သက်ပြီးတစ်ချက်ရှင်းပြပါဦးမယ်ဒါက YouTube ရဲ့ monetization program ဖြစ်ပါတယ်ဒီ monetization ကိုရှောက်ဖို့အတွက်ကို့မှာအနည်းဆုံး follower 1000ရှိရပါမယ်ဗီဒီယိုကရက်90အတွင်းအနည်းဆုံး3ခု upload လုပ်ထားပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဗီဒီယိုတွေကိုဝင်ကြည့်တဲ့အချိန်စုစုပေါင်းဟာဒီတစ်နှစ်အတွင်းမှာနိုင်ပေါင်း4000ရှိရပါမယ်ဒါတွေပြည့်သွားမှသာလျှင်ကျွန်တော်တို့ကဒီ YouTube ရဲ့ monetization program ကို join လို့ရမှာဖြစ်ပါတယ်အဲ့ဒီခါကျမှလည်းကျွန်တော်တို့ဒီ
ဒီ content တွေကနေပြီးတော့ကြော်ညာကတွေဒီငွေတွေဝင်มาဖြစ်ပါတယ်ဒါဆိုရင်တော့အားလုံးပဲကျွန်တော်တို့ YouTube channel တစ်ခုတည်ဆောက်နည်းနဲ့ဘယ်လိုမျိုး setting တွေကိုထည့်ရမလဲဘာတွေလိုအပ်တာတွေကိုပြင်ဆင်ရမလဲဆိုတာကိုသိသွားကြပြီလို့ထင်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတော့ YouTube monetization နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရှောက်ရမလဲဆိုတာတွေကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားပါမယ်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်